Hello guys, ကျွန်တော်ဒီနေ့မှာအရိုးကြောက်ရဲ့တဲမရဲ့အကြောင်းလေးကိုတင်ဆက်သွားမှာပြင်ဟုတ်တယ်မလားဟုတ်တယ်မလားဟုတ်တယ်ကျွန်တော်တို့ပါပါတယ်စပင်းတာပါဟုတ်ကဲ့ကျွန်တော်တို့ကတော့ကလေးလေးတွေဖြစ်ပါတယ်ဒီခုမှကျွန်တော်10နှစ်ပဲရှိရပြီ10နှစ်ပါကျွန်တော်တို့ကျွန်တော်မဆဲလာတွေရောမားတွေရောရှိရင်တော့ခွင့်လိုက်ကြပါဒီအတန်လေးပါလေခွင့်လိုက်ကြပါဒီပေါ့ထားပါတယ်မားလေးရှိလဲခွင့်လိုက်ကြပါဆဲလာလေးရှိလဲခွင့်ဒီဗီဒီယိုလေးကိုကြာရင် like and subscribe ပါရ notify ကလေးလေးပါနှိပ်ပေးကြပါဒီနေ့ကျွန်တော်ရိုးကြောက်တာအရင်ကြာရင်ရိုးကြောက်ဘယ်လိုလဲတော့မဖိုက်နဲ့တော့ရိုးကြောက်ကပြန်ဖိုက်တယ်ကျွန်တော်တို့ဖိုက်တဲ့ဟာတင်ပေးထားပါမယ်ဟုတ်ပါပြီတော့မဖိုက်နဲ့တော့တော်တော်ကျန်းတယ်အိမ်ထိလိုက်ဖုတ်တာတော့တင်ပေးတာတွေဖုတ်တာဖိုက်တာပဲပြောဖိုက်တာတင်ပေးတာပါလေကျွန်တော်အရိုးကြောက်ကဝါရောင်ရဲ့ဖြူရောင်တွေပါဟိုဗီဒီယိုမှာလည်းပါပါတယ်ဝါရောင်ရဲ့ဖြူရောင်ဒါကြောင့်ဟောလောက်တာနော်စပင်းအောင်ဒါစပင်းလာပါဒါလေးရောက်ပြီဟုတ်လို့လားကမလေးတန်တို့သူ့ဆရာတန်တို့ကျွန်တော်လောက်တာပါသူများတန်နေပေါ့ဟုတ်တယ်ဒါချိုးပြီမှာအကိုတို့တော့မဖိုက်နဲ့နော်အုံမခွဲကြည့်နေတာဒီပဲရိုးကြောက်အဝါရောင်တော့ဒီကောင်လေးဖြစ်ပါတယ်တော့မဖိုက်ကြပါနဲ့တော်တွေးရဟွာဖြစ်တယ်တွေးရမားထိန်တာကျွန်တော်တို့ဆိုအခါ100လောက်တော့တွေးပါတယ်အပူရောနဲ့ရတယ်ဟိုလေပူပြောကြည့်တာနော်နောက်ဗီဒီယိုမှာကျတော့ကျွန်တော်တို့ပါပါလေးတကြံ ID ရောပြောထားတယ် ID လို့အကောင့်ဖောက်နီးလို့ ID အကောင့်ဖောက်နီး Wi-Fi ရင်လိုပါတယ်အကောင့်ဖောက်နီးရော Wi-Fi လိုပါတယ် ID ရှာနီးလဲ Wi-Fi လိုပါတယ်ပြီးတော့ကျွန်တော်တို့ပြောရတဲ့ခုကတော့အဲ့ဒီကတော့အကောက်ဖောက်ပြီးမှတကြံမတ်တက်ဒီပိုင်းလေးလုံးလို့ရပါဘာမှလို့သွားလို့မရပါဘူးကျွန်တော်တို့နောက်နေ့ကျတင်ပေးသွားမှာပါဒီကရောက်ကျတော့နေပဲပါအရိုးရောက်ကြည့်တော့ဟုတ်ပါတယ်ကြောင်းမြန်တော့အရောက်ကျိုးပေါ့အရိုးရောက်ကြည့်တော့ဒီကောင်တော်တော်ကျမ်းပါတယ်တောင်းမဖိုက်ကြပါနဲ့ပူကြားနေတယ်တောင်းဖိုက်ကြပါနဲ့ကျွန်တော်တို့ဂူတွေကတဲမော်ပြပါမယ်ကိုတို့လန့်သွားမယ်နော်တဲမတော့မဟုတ်ဘူးပြောလို့အဲ့ဂူစောင်းတဲ့လူနေဟုတ်တယ်ဟုတ်ဆိုကျွန်တော်တို့ကတော့အဲ့ဂူတွေကလူကဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်သွားနေတယ်နော်ဘာဟိုဘက်တဲနော်တော့ပထမဆက်တွေ့ကျွန်တော်ကတော့ရက်နေတယ်နဲ့တူနေပါနော်ဟုတ်တယ်ပထမတော့ကျွန်တော်မတဲကွဲတော့ဒါရိုးလူပဲထင်းနေကြရိုးလူကညခင်းစင်းရောမှာအေးစစ်ထိုင်းတာပေါ့ကျွန်တော်ရန်ကုန်တော့ဒီဂိမ်းဆော့ပါတယ်အဂိမ်းဆော့နေဒီဂူထဲရောက်တော့ကအက်ဆီဒန့်ဖြစ်နေတွေ့ပါတယ်အလောင်းအမဖြစ်ပါတယ်လိုက်အလောင်းရှောက်သားနေဂူဘာတင်းငိုင်းကိုရောက်တာလောင်းချနေတွေ့ရတယ်။ရောက်ကူလေးရောက်တော့ကျတော့ကားအစီအစဉ်ပြန်တွေ့ရတယ်။မဒီကောင်မလေးဖြစ်ပါတယ်။ကောင်မလည်းမြင်နေ။နောက်လဲပြန်လိုက်နောက်လဲ။ဒီကောင်မလေးဖြစ်ပါတယ်။အမေကလည်းအဲ့လိုကြီးမလုပ်နဲ့။သူပဲဖြစ်ပါတယ်။တော့ကြောက်ကြကောင်းတယ်တစ်ချက်ဘွားကနေပေါ်လာတယ်။ဒါတွေခဏကြောင်းငါသားတွေခဏကြောင်းဟုတ်ကဲ့ခုနကပြောတော့ကျွန်တော်အဖေပဲဖြစ်ပါတယ်တော့နေရာတော့မန္တလေးနေရတယ်မရပြီလားမျိုးကွန်ဆယ်ရက်ကွက်ဟေးကာကြီးပုတ်အိုင်တွေ့လားဘလို့ကြီးတော့မသိကွေးတာရစောက်ဆိုင်မဆဲနေစောက်ဆိုင်လို့ပြောမဆဲပါဘူးကွာစောက်တယ်ကွေးတာစောက်ဆိုင်ပုတ်ပြအဲ့ဒါပုတ်တာပါဟဲ့နိုင်အော်ဒီဘက်ပုတ်တွေ့လာအဲ့လိုလေးဖြစ်တယ်ကားရစုပ်ရတဲ့တာကိုဘကနေပြန်ပို့သူကမြဲတာသူကဒီတဲ့ပဲသွားနော်ဟိုဘက်မချိုးရဘာဖြစ်လို့မချိုးအောင်ဒီနော်ဘယ်လိုမချိုးရဟိုဘက်မှာလမ်းတစ်လိုင်းရှိသေးတယ်သွားလို့မရရင်လည်းသွားလို့ရရင်လည်းကြောင့်မပြေဘူးရကိုကွေ့ထားလားတော့ဆိုသူကပြန်ကွေ့ဦးမှာငါ
ပြန်ကွေးတဲ့ချိန်ကျမှသူကပြန်ပေါ်လာသူရင်သွားရတာပဲတူတူဖြစ်လာတော့ဘလို့ရင်းဒီကားစပီနဲ့ကြည့်ပါငန်းတာပဲကပစ္စပစ္စည်းတောင်ပဲပေါ့ရတော့ဘယ်လိုကွေးသွားမှန်းဒီကွေးနေတဲ့နေရာကွေးရပြောက်သွားရှေ့ရောက်သွားရင်နင်းလိုက်တော့မရောက်ဘူးရနောက်ဝင်နေတယ်ဟောရှိတယ်ဘာကနေပေါ်လာမထိတ်လိုက်တွေ့တာမှာဘာကနေပေါ်လာဟိုကျွန်တော်တို့ဒီဟာစပင်းပြပါရခဏနေဒီဟာစပင်းနဲ့ဟာပါတင်ပါပါတင်ပြီးတော့ဟိုပါလေးဩစကူရာစကူဂိမ်းဆွဲနေရောကောင်းပေါက်နေရောအိုင်ဒီရှာနေရောတင်ပေးပါပါဟုတ်ပါဒီကောင်ဆိုစောင်းကြည့်ကင်မရာတဲ့အိုင်ဒါပါပဲသူကတော့ဒါဒီတစ်ခေါက်ပြပြီးကျွန်တော်တို့တင်းတော့တင်းပါဘူးမမိုင်းစားတယ်မမိုင်းစားရမှာပါဒီမှာအကိုရောမမိုင်းစားပြီလားမနှက်စားလေးပါရောစားပြီလားဟုတ်ပါကျွန်တော်တို့တော့မနှက်စားစားပြီးမိုင်းမစားရသေးတော့မင်းလည်းစားမိုင်းမစားရသေးတူစားမယ်လေးလေဘယ်နိုင်ထုံးနေဒီပြကြမကြည့်မယ်လေးဟိုလေပြောပြရတာခုတော့10:15 မိနစ်ပါကျွန်တော်စားနေကြချင်းဖြစ်နေဟိုပိုက်စားနေပါပြီရာလေးပြရတော့ကျွန်တော်တောင်းအောင်ဆပြမြန်လာတော့ရရဟိုဘက်ဗီဒီယိုရဲမှာလဲဒီကျန်ဗီဒီယိုရဲမှာလဲဒါပါပါတယ်သူနဲ့ထိတိုက်တွေ့ရရင်ဒါပါပါတယ်ဒီတစ်ခါတော့ပြလိုက်မယ်သူ့နောက်ကိုမိလိုက်ပြီးတော့ပြီးသွားမှာပြီးလိုက်တော့မယ်ဒီရာလေးမိလိုက်လိုက်နည်းလိုက်ပါဂတ်စပီလုံးနေမှာလားဂိုင်းကိုဆုပ်ပြပြန်တယ်ဆဲရလေးပါနေလားသိလို့ပါတော့တားလိုက်တော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲကိုပိုင် class bye bye ဒီဗီဒီယိုလေးကိုကြားရ like and subscribe လုပ်ပြီးတော့ဘေးက notify ခရိုလေးကိုပါသိပြီးတော့အားလုံးပဲ bye bye